အသင့်စားခောက်ဆွဲတွေကအမှန်တကယ်တော့ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ခောက်ဆွဲကြောက်တွေအကြောင်းပြောလိုက်ရင်အရင်ဆုံးပြင်းပြင်းမိကြမှာကကင်ဆာဆိုတဲ့ယောဂပဲဖြစ်ပါတယ်။အယိုးပွားပြီးအခြားနောက်ဆက်တွဲယောဂတွေရတတ်တယ်လို့အသိများကြပေမဲ့အမှန်တကယ်မှာတော့အသင့်စားခောက်ဆွဲကြောက်တွေထုတ်လုပ်ပုံကတိတ်ကိုရိုးရှင်းပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေနဲ့ပဲပြုလုပ်ထားတာဖြစ်ပါတယ်။အခုပြည်သက်ကြီးတို့ကိုပြသသွားမှာကတော့တောင်ကိုရီးယားနိုင်ငံရဲ့အသင့်စားခောက်ဆွဲထုတ်လုပ်ပုံအဆင့်ဆင့်ပဲဖြစ်ပါတယ်။အရင်ဆုံးခောက်ဆွဲကြောက်မှာထည့်တဲ့ဟင်းခတ်မုတ်ကိုပြုလုပ်ဖို့အမဲရိုးတွေကိုတောက်တောက်ဆင်းပြီးရင်ဒဲဝိုကြီးတွေထဲမှာထည့်ပြီး9 နာရီကြာပြုတ်ထားလိုက်ပါတယ်။တစ်ဖက်မှာလည်းအေးခဲနေအောင်ပြုလုပ်ထားတဲ့အသားတုံးတွေကိုတလွာချင်းစီလှိဖြတ်ပြီးရင်အရင်ရတဲ့အထိထပ်ပြုတ်ကြသေးတာပေါ့ခောက်ဆွဲကြောက်တွေထဲမှာထည့်ဖို့အတွက်စက်သွန်တွေကိုလည်းအော်တိုဓာတ်လှိစက်တွေထဲမှာထည့်ပြီးအစိမ့်စိမ့်မမဖြစ်အောင်လှိပြီးရင်အခြားမဲရီနဲ့အတူရောပြီးရေတက်ခန်းချောင်းပြုလုပ်ကြတာပေါ့အချောက်ဖြစ်သွားရင်တော့ဟင်းခတ်မုတ်အဖြစ်အိတ်တွေထဲမှာထည့်လိုက်ကြပါတယ်ငရုတ်ဆော့စ်အတွက်လည်းလျှို့ဝှက်ထားတဲ့အချိုးအစအတိုင်းထည့်ကြပြီးမှွေစက်တွေနဲ့သေချာမှွေကအိတ်တွေထဲမှာထည့်ကြတာပေါ့ခောက်ဆွဲသားကိုဂျုံမှုတ်တွေနဲ့အစင်နှစ်တွေပေါင်းထည့်ပြီးပြုလုပ်ကြတာပဲဖြစ်ပါတယ်ပုံစံခွက်နဲ့သေချာပုံသွင်းပြီးရလာတဲ့ခောက်ဆွဲကြောက်တွေကိုအိတ်ခွန်တွေထဲမှာထည့်လိုက်ရင်လူကြီးမင်းတို့စားနေကြအသင့်စားခောက်ဆွဲကြောက်တွေရပြီဖြစ်ပါတယ်အားရရှိတဲ့အရာတွေနဲ့ပေါင်းဆက်ပြုလုပ်ထားတဲ့အတွက်ခောက်ဆွဲကြောက်တွေကအမှန်တကယ်ကျန်းမာရေးနဲ့ညီညွတ်တဲ့အရာတွေဖြစ်တဲ့ဆိုပြည်သက်ကြီးတို့သဘောတူပါသလားဘာကြောင့်လဲဆိုတာလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ